အားလုံးပဲမင်္ဂလာပါရှင်။နှဲပိတ်ကနေကြိုဆိုပါရရှင်။ဒီနေ့တော့အနက်မှုမွေးလေးနဲ့ချိုချိုဆိတ်ဆိတ်လေးနဲ့စားလို့အရန်ကောင်းတဲ့ကောက်ညင်ပေါင်းအကင်လေးလှုပ်စားဖြစ်လို့တကယ်ချင်းတို့ကိုလာမျှဝေပေးပါရရှင်။ဒါဆိုရင်တော့နှဲဘလို့လုံးမလဲဆိုတာနှဲဘလို့ file ကိုဆိုထည့်လိုက်ကြည့်ပေးကြပါအောင်ရှင်။ဒါကြတော့တညရေစိတ်ထားတဲ့ကောက်ညင်စားနိုးစီပူနဲ့တပူစားပါရှင်။ဒါကြတော့တညရေစိတ်ပြီးတော့ဆိုဒါလေးနဲ့ပြုတ်ထားတဲ့ပဲလေးပေါ့နော်။ဒါဆိုရင်တော့ထမင်းပေါအိုးလေးထဲကိုပြုတ်ထားတဲ့ပဲနဲ့ရေစီးသက်စိတ်ထားတဲ့ကောက်ညင်ဆန်လေးကိုထည့်ပေးလိုက်ပါမယ်ရှင်။ဒီနေရာမှာပဲကိုတော့ကိုယ်စိတ်ကြိုက်တူပြလို့ရပါတယ်ရှင်။နေရာကျတော့ဒီပဲမျိုးစားလေးကိုတူပြထားပါတယ်ရှင်။အချို့တွက်တော့တကြားကိုကိုယ်စိတ်ကြိုက်ထည့်ယူနေပါတယ်ရှင်။ပြီးရင်တော့စားလေးနဲ့ငက်ထည့်ပြီးတမတော့အောင်ဝင်သွားပေးလိုက်ပါမယ်ရှင်။ဝင်သွားပေးလိုက်လို့အားလုံးတမသွားပြီဆိုရင်တော့အုံးလို့150 ml လောက်ထည့်ပေးလိုက်ပါမယ်ရှင်။ရေကိုကြတော့နိုးစီဘူးတစ်ဝက်စာထည့်ပေးလိုက်ပါမယ်ရှင်။စုစုပေါင်းကောက်ညင်စာနိုးစီဘူးတစ်ဘူးစာဆိုတော့ရေနဲ့အုံနိုးနဲ့ကိုနိုးစီဘူးမပြည့်တပြည့်လေးထည့်ပေးရပါမယ်ရှင်။တကယ်လို့ဒီနေရာမှာကိုကအရေသုံးမပြုတ်ဘဲနဲ့အုံနိုးတက်တက်တိုးပြုတ်မယ်ဆိုလဲရပါတယ်ရှင်။ပြီးရင်တော့ထမင်းချက်တလိုမျိုးလေးပဲခလုတ်လေးနှိပ်ပြီးတော့ချက်ပေးလိုက်ပါမယ်ရှင်။ဒါကြတော့ကောက်ညင်လေးကျက်လာတဲ့နေသားလေးပေါ့နော်။ဒါဆိုရင်တော့ပကံလေးထဲကိုခတ်ထုတ်ပြီးတော့အေးခန့်ထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့မေးကင်ထားတဲ့ငပြောရွက်လေးကိုတတိချချလေးတုတ်ထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ခဏအေးခန့်ထားတဲ့ကောက်ညင်လေးကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ဒီကောက်ညင်ကင်လေးကိုတော့မနေ့အေးရနိုးလို့ရှိရင်ကော်ဖီလေးနဲ့ပဲတွေ့တော့လက်ဖက်ရည်လေးနဲ့ပဲတွေ့ဆဆအရင်စားလို့ကောင်းတယ်ပေါ့နော်။ထုတ်နီလေးကတော့ဒီနေရာမှာကိုဆင်ပြေတို့လိုမျိုးလေးထိုးလို့ရတယ်ပေါ့နော်။နေရာကြတော့လွယ်ကူစိုးနီးလေးပဲခုလိုမျိုးလေးထုတ်ထားပေးဖြစ်ပါတယ်ရှင်။ပြီးရင်တော့ဘေးနားလေးကိုတော့သူ့ကိုဒုတ်တန်လေးလေးနဲ့ထိုးပြီးတော့ထည့်ထားပေးလိုက်သေးရှင်ဒီကောက်ညင်ကင်လေးကအနက်လေးလဲမှုရင်းနေရောပဲပေါ့နော်ရတာလေးလည်းအရင်စားလို့ကောင်းပါတယ်ရှင်ခုနှင်းလို့ပြတဲ့နေသားလေးကကြတော့ချိုလေးနည်းနည်းပေါ့တယ်ပေါ့နော်တကယ်လို့ကိုကအချိုကြိုက်ရတော့သူ့ကိုတခြားလေးနဲ့လည်းတူစားလို့ရပါတယ်ရှင်ခုလိုမျိုးလေးကောက်ညင်ထိုးလေးထုတ်လို့ပြီးပြီဆိုရင်တော့သူ့ကိုလာကင်ထားပေးလိမ့်မယ်ပေါ့နော်ကင်နေရဲ့နဲ့အနက်လေးကတော့မှုရင်းနေရောပဲပေါ့နော်ကင်ထားပေးလိုက်လို့တစ်ဖက်ကျွတ်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလည်းလှန်ပြီးတော့ပြန်ကင်ပေးရပါမယ်ရှင်။ခုဆိုရင်တော့အနက်မှုမွေးလေးနဲ့စားလို့အရင်ကောင်းတယ်။နေရကောက်ညင်ကင်လေးကတော့စားဖို့စစ်တဲ့ဖြစ်နေပါပြီရှင်။ဒါဆိုရင်တော့တစ်ထောက်ကိုဖုတ်ကြည့်လိုက်မယ်ပေါ့နော်။အနက်လေးကတော့ဖွဲ့တော့မဖွဲ့ကြည့်ရသေးဘူးပေါ့နော်။မွေးနေရောပဲရှင်။တကယ်လို့ဒီနေရာမှာပဲမဲ့ကြိုက်တဲ့သူဆိုရင်တော့ပဲမဲ့ထည့်လည်းရတယ်ပေါ့နော်။နဲ့ကနည်းနည်းလေးကြော့လေးကြိုက်တာနဲ့နည်းနည်းလေးပိုကင်ထားဖြစ်တယ်ပေါ့နော်။ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။ Netflix file ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။အားလုံးပဲ